မှာဖုံဖုံဖေးပြောင်းပေးရလိုက်တော့အလူငွေ9သိန်းကျပ်တီတီကိုတမီလေးမေပလဲခိုင်နဲ့တမီလေးရဲ့မိခင်အမမတ်ချုပ်ထံကိုဖះတပည့်တော်မှာအခုပဲလွှဲပြောင်းပေးရလိုက်ပါတယ်ဖះဖုံအမရေတမီလေးရေဖုံကလေတမီလေးမွေးနေ့ပွဲအတွက်အလူငွေ3သိန်းကျပ်နော်ပြီးရင်တမီလေးရဲ့ဒီရှင်လာကတစ်လောက်2000ခွဲတမီလေးရဲ့မုတ်ဘူးတစ်လောက်2000ခွဲ9000အဲ့ဒါ4လစာကြတော့ဇွန်ဇူလိုင်ဩဂတ်စက်တင်ဘာ4လကပေါ့နော်အားလုံး2သိန်းမွေးနေ့ပွဲအတွက်က3သိန်းစုစုပေါင်း5သိန်းကျပ်ကိုပုံကလွှဲပြောင်းပေးရလိုက်ခြင်းဖြစ်ပါတယ်အဲ့ဒါတမီလေးဒီပလဲခိုင်ရေတမီမွေးနေ့ပွဲအတွက်ကိုဖုံကအခုလိုမျိုးအလူငွေ3သိန်းပေးတယ်တမီလေးရဲ့ကျူရှင်လာကနဲ့မုတ်ကုန်းနဲ့အတွက်လည်းပေးလိုက်တယ်တမီပြောလားတမီဆမ်မတမီအញ្ញမ်းပြောတာပဲဖုံရဲ့မြေတာတရားရအញ្ញမ်းကိုကြီးပါပါတယ်ဖုံလည်းတမီအញ្ញမ်းလို့ကျေးဇူးတင်ပါတယ်အခုလိုမျိုးတမီမွေးနေ့ပွဲတစ်ခါမှလည်းမလုပ်ဘူးပါဘူးဆရာမကိုလည်းအញ្ញမ်းကျေးဇူးတင်ပါတယ်ဖုံလည်းအញ្ញမ်းကျေးဇူးတင်ပါတယ်ဖုံတမီရနေပြီးဥတည်ပြောပါတယ်တမီလေးတမီလေးလည်းစားကြိုးစားနော်တမီလေးနော်ကြောင်းထားတဲ့အချိန်လေးမှာတမီလေးကမိမိကိုဝိုင်းပူတာလားတမီဟုတ်ပြီစားလေးကြိုးစားအခုအမမချိုရောအခုဖုံကိုကျေးဇူးတင်စကားလေးပြောပေးပါဦးဖုံရဲ့မေတ္တာတရားလေးရင်းကြီးပါလာပါတယ်ဆရာမရဲ့မေတ္တာတရားလေးလည်းကြီးမားပါတယ်ဖုံအခုလိုမျိုးတွေဖုံရဲ့မေတ္တာတရားလေးကြီးမားလို့အခုလိုကျမ်းမာရေးတွေလည်းစေးဖို့တွေဖုံကူညီထောက်ပံ့ပေးလို့ကျမ်းမာရေးတွေလည်းကောင်းလာပါတယ်ဒီသမီးလေးနဲ့အကြောင်းကိုပြပြရှင်းရှင်းနဲ့